Okay အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ဝိတ်ချနေတဲ့အချိန်ဆိုတော့ဒါပုံမှန်တော့အိမ်မှာပဲစားပြတယ်ဗောလေမနက်စာတွေပါတယ်ရောပြင်မှာတိတ်မစားပြဘူးဒီနေ့ကတော့ရှမ်းခေါက်ဆွဲတို့တိုဘူးနွေးတို့သွားစားမယ်တက်နိုင်အောင်စားပါပဲဘယ်တက်နိုင်အောင်ဖြုတ်မယ်မနက်စာလာစားတဲ့ဆိုင်ကချစ်ပန်တောင်ကြီးဆန်ခွဲတဲ့ရှမ်းခေါက်ဆွဲတိုဖူနွေဆန်စီဝတ်တာသွားဆန်ပွဲဒီဆိုင်ကချစ်ပန်ရှမ်းခေါက်ဆွဲနဲ့စားခွဲစုံပေါ့နော်ရှမ်းစားစာတွေတော့တော်တော်စုံတော်မဲရတယ်ရှိမှလည်းရှမ်းပုံစားထမင်းလားမသိဘူးနော်အဲ့ဒါလည်းရတယ်ဒါပေမဲ့ကျွန်တော်မရိုက်ပြတော့ကျွန်တော်မနက်စာလာစားဆိုတော့ကျွန်တော်စားရမယ်ကျွန်တော်ရိုက်ပြတော့မယ်နော်ကျွန်တော်မှာထားတယ်ရောက်လို့ရှိရင်ပြအတူဘူးနွေးဆန်စီဝတ်သားနဲ့တော့ဒီနေ့တော့ဆွဲလိုက်တော့မယ်ဗျဖြုတ်လိုက်တော့မှာတော့ကျွန်တော်ဆီယမမှာထားတဲ့တူဘူးကျော်နဲ့စားမယ်အချင်ပေါ့နော်ဝက်ခောက်ကျော်အိုးပြန်ထက်โอเคဆွဲပြီဖြုတ်ဒီတော့နေတော့ပူရတူလို့ဆိုရင်စံစည်းနဲ့ပဲကြိုက်တယ်ဆရာမကျတော့စံဖွင့်နဲ့ပဲကြိုက်တယ်တူနဲ့စားဖို့တော့မလွယ်တော့ဇွန်းနဲ့ပဲခတ်ပြီးဖြုတ်အောင်โอเคဆွဲလို့တော့ပြီးပြီဘိုက်ကိုရှေ့တင်းသွားပဲအများကြီးလည်းမစားပါဘူးဘာလို့ဆိုဝိတ်ချနေအောင်ဆိုတော့ဒီဆိုင်လေးကမစိုးဘူးတန်တယ်ခုနကကျွန်တော်ပြောသလိုပဲသူကရှမ်းသမင်းပုံစားလေးရတယ်အသားဟင်းတစ်မျိုးရတယ်ကျန်တဲ့အရွက်တွေအကုန်ချပေးတယ်ပြီးရင်ဟင်းရတောက်တစ်ပွဲပေးတယ်ပေါ့နော်ဟင်းရတောက်ကကြတော့ဒီနေ့ကတော့မုံလာဦးနဲ့ကြက်သားနဲ့ပေါ့ကြက်ရိုးနဲ့ပေါ့နော်နောက်နေ့ဆိုတော့သူကပြောင်းတယ်အဲ့လိုဟင်းရည်တွေအမြဲတမ်းပြောင်းပေးနေတာနောက်နေ့ကျရင်တော့ရှမ်းခေါက်ဆွဲမြည်ကြည့်မယ်ပါအခုဒီနေ့ကတော့ဒါတိုဘူးနွေးစားလိုက်တာကောင်းတယ်